မလ21ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့2025အလွန်ဗဟုဝင်ရိုးကဘာမှာမြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့နီပေါနိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာမဟတ်ကူမာနီပေါနဲ့အဖွဲ့ဟာဒီနေ့မနက်ပိုင်းကနေပြည်တော်မှာဗကံညောင်သို့ရောက်ရှိကြပါတယ်။အိမ်နောက်ရွှေစည်းကုံစိန်တော်သို့ရောက်ရှိကလက်လည်ဖူးမြော်ကြီးညိုကြပြီးဖျားဝံအတွင်ရှိဘရင်နောင်ခေါင်းလောင်းတော်ကြီးကိုကြည့်ရှုလေ့လာကြပါတယ်။ဆက်လက်ပြီးရှေးဟောင်းသုတေသနပြတိုက်ပကံတို့ရောက်ရှိပြီးအထူးပင်မပြကမ်းမှာပြသထားတဲ့ရှေးဟောင်းစင်နူတော်များကိုကြည့်ရှုလေ့လာကြကပကံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှုခင်းများကိုနမ်းမြင့်မျှော်စင်ပေါ်မှာကြည့်ရှုကြပါတယ်။မွန်လယ်ပိုင်းမှာအာနန္ဒာမြတ်စွာဘုရားကြီးအားဖူးမြော်ကြီးညိုကအာနန္ဒာဖျားတောင်ဘက်ဆောင်းနှံသို့ရောက်ရှိရာမကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့နယ်ရေပုတ်ကြီးကျေးရွာဆေးရဝိုင်းပြုံမေလေးများကကြိုးဆိုကြပြီးမြမယူရတနက်ခါသွေးပြီးလင်းချေပုံအစင်စင်နဲ့ဆေးရဝိုင်းပုံပြုလုပ်ပုံအစင်စင်တို့ကိုလက်တွေ့ပြုလုပ်ပြသကြရာနေပေါနိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာမဟတ်ကူမာနေပေါနဲ့ဇနီးအိန္ဒိယနိုင်ငံမဟာဗျူဟာရေးရာလေးလာသုံးသက်သူမစ္စတာအာချိုအနေဂျာနဲ့ဇနီးတို့ကကြီးစုအားပေးပြီးကိုယ်တိုင်ပါဝင်လိမ့်ချကြပါတယ်။ဆက်လက်ပြီးတပ်ပင်ညူမြတ်စွာဘုရားနဲ့ဘူဖျားတို့အားဖုံးမြော်ခြင်းညိုခဲ့ကြောင်းသိရှိရပါတယ်ရှင်။